Monkey Buffet Festival မြောက် buffet ပွဲတော် There's something very interesting about this food festival ဒီအစားအသောက်ပွဲတော်နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတချို့ရှိတယ် It's not for people it's for monkeys ဒါကလူတွေအတွက်မဟုတ်ဘူးမြောက်တွေအတွက်ပါ In Lopburi, Thailand, people bring all kinds of different fruits and leave them out for the monkeys to eat. ထိုင်းနိုင်ငံကလော်ဘူရီမြို့မှာဆိုရင်လူတွေကအသီးအနှံအမျိုးမျိုးကိုယူလာပြီးတော့မြောက်တွေစားဖို့အတွက်သူတို့ကထားခဲ့တယ် They bring pineapples, apples, mangoes and bananas. Of course, သူတို့နနက်သီးတွေပန်းသီးတွေတရက်သီးတွေငှက်ပျောသီးတွေနဲ့တခြားအသီးအနှံတွေကိုယူလာတယ် It's the people's way of saying thank you to the monkeys. ဒါကလူတွေကမြောက်တွေကိုကျေးဇူးတင်တဲ့အကြောင်းကိုပြောတဲ့နည်းလမ်းလည်းဖြစ်တယ် That's because tourists come to see the monkeys and that help the people's businesses. ဘာကြောင့်လဲဆိုတော့ကမ္ဘာလှည့်ခရီးသည်တွေကမြောက်တွေကိုလာကြည့်တယ်ဒါကလူတွေအတွက်စီးပွားရေးကိုအထောက်အကူပြုစေတယ် Isn't that cool ဒါမိုက်တယ်မလား Bread for the Day of the Dead သေတဲ့နေ့အတွက်ပေါင်မုန့်တယ် The Day of the Dead is a very important day in Mexico သေခြင်းတရားရဲ့နေ့ဆိုတာကတော့မက္ကဆီကိုနိုင်ငံမှာအလွန်ကိုအရေးကြီးတဲ့နေ့တစ်နေ့ဖြစ်ပါတယ် Many people celebrate their family members and friends by baking special bread လူတော်တော်များများကသူတို့မိသားစုဝင်တွေတငယ်ချင်းတွေနဲ့ special ပေါင်မုန့်အထူးပြုလုပ်ထားတဲ့ပေါင်မုန့်တွေကိုဖုတ်ပြီးတော့မှကျင်းပကြပါတယ် They make bread in the shape of humans, flowers, bones and animals သူတို့ကပေါင်မုန့်တွေကိုလူပုံစံနဲ့ပန်းပုံစံနဲ့အယိုးပုံစံနဲ့ပြီးတော့တိရစ္ဆာန်ပုံစံနဲ့ပြုလုပ်ကြပါတယ် The bread is sweet and sometimes it has anise seeds or orange in it ပေါင်မုန့်ကချိုတယ်ပြီးတော့တစ်ခါတည်းမှာအထဲမှာပေါ့နော်စမုံစပါးအစီလေးတွေဒါမှမဟုတ်လိမ္မောအရသာလေးတွေတောင်မှပါပါတယ်